Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မိလဲပြက်နေနွေရသည်ဆိုတော့မယန်းသီးချိုရှင်တုပ်လေးစားပါမယ်အားလုံးပဲစားကြပါအောင်လိုက်ပြောင်းနေလို့ကြရက်မိပြက်တော့လေမိပြက်တော့အရန်ပူလို့တနခါလေးလိမ့်ထားတာမယန်းသီးလေးကိုလေုပ်သီးမှုတ်လေးရယ်ပစုံချောင်းမှုတ်လေးရယ်လေတို့တရားရေးဘိုက်ထည့်လိုက်တယ်ပြီးထည့်တယ်ဗျတကြားရဲ့ရေခဲအတုတ်တာအဲ့လိုလေစားကြပါဦးစားပါကောင်းနေတယ်လားမယန်းသေးကြမလေးစားလိုက်တာနဲ့ရေခဲလေးနဲ့စိန်သားလေးချိုးချင်းပြီးတော့အေးပြီးတော့မလေးကောင်းလိုက်တာရေခဲလေးနဲ့စိန်သားအေးနေရမရက်တခုတာကြည့်အမယန်းသီးအစီထွေးရမယန်းသီးကိုမျိုးချမိသွားတာမဟိုကတခုမလုံးနဲ့လှုပ်လိုက်တယ်ဆိုတော့လာလိုက်တဲ့နွားနုတဲ့လာလိုက်တဲ့စမှုစာတော့စားကြပါဦးအရန်ကောင်းစူညံနေရပဲတလောကတော့လုံးဝထိမိခွေလုံးဝထိမိခွေဒီမှာပထမတစ်လုံးကအစီထွေးတာအစီမျိုးချမိသွားတယ်နွေရသည်ဆိုတော့ထမင်းကလည်းလုံးဝမစားချင်ဘူးခုဒါအဲ့ဒါနဲ့ထမင်းမစားသေးဘူးမလားတဲ့ချင်းလေးစားချင်လို့ဆိုမယန်းသီးချိုးရှင်လေးကိုတုတ်ထားတာရေခဲလေးနဲ့အေးနေပဲကောင်းလိုက်တာအဲ့လိုပဲဆက်စုရတော့ဝါနာပါလို့ပေါ့နော်ရက်ခွက်ထဲမှာအတန်တစ်ခုကြားနေအဲ့လိုလန့်ကြည့်ရတာမလေးလုံးဝဟိုဘယ်လိုပြောမလဲနောက်ဆုံး the last one လို့ပြောစိုက်တယ်ရှင်အဲ့လိုညမချင်းလာမတော်ချင်တာအာယုံကြောင်းတော့ရှိနေအာယုံကြောအကုန်လုံးပွင့်ထွက်အောင်လောက်ချင်တာမလေးဒီကုန်ပါပြီအားလုံးပဲကြည့်ရှုမှုနဲ့ကျေးဇူးတင်ပါတယ်